ဒီဗီဒီယိုကတော့ကျွန်တော်ဒီအဝေစားတွေအကြောင်းတွေဘာမှပြောမှာမဟုတ်ဘူးတလောကမှတည်တယ်ဆိုတော့ဗောနော်ဆိုတော့ကမ်ဘောဒီးယားဆိုတော့သူတချင်းကို TikTok တွေပါတယ်မှာတော့ကြားဘူးပါလိမ့်မယ်ဗောကျွန်တော်သေချာမသိဘူးခုနေ့ကမှ TikTok တဗီဒီယိုတော့ကြည့်ရတာဗောနော်တချင်းတစ်ပုဒ်ကို reaction လုပ်ထားတဲ့ပုံစံနဲ့တချင်းတော်လေးနားထောင်အောင်လို့ကျွန်တော်လည်းလိုက်ပြီးတော့YouTube မှာရှာကြည့်နေအဲ့ဒါလေးနားထောင်ပြတယ်ဗောနော်ကျွန်တော်ကငကုံတော့သူထိုင်းမှတ်လို့မှတ်တော့ကမ်ဘောဒီးယား rapper တွေကသူတချင်းပုံစံလေးတော်တော်လေးမိုက်တယ်ဘယ်သူနဲ့တူလဲဆိုတော့ဒီမှာဆိုရင်ရမ်ပီနဲ့တူတယ်ဒီကောင်နဲ့တချင်းဖန်နေတဲ့ပုံစံလေးကတော်တော်လေးလှတယ်တော်တော်လေးနှက်ထောင်လို့ကောင်းတော်တော်လေးမြူးတယ်ပေါ့နော်ကျွန်တော်ဆိုမိုးလေးနေရအချင်းတွေဖွင့်ပြီးတော့နည်းနည်းဒန့်နေရပါတော့ motivation ယူတဲ့တချင်းပေါ့နော်အချင်းလိုက်ကြည့်လိုက်တော်တော်လေးမိုက်တယ်ကဲနှက်ထောင်ပါနော်သူတို့ပြောရဲ့အဓိပ္ပာယ်တော့နားမလည်ဘူးเนาะဘာပြောရလဲမသိဒီမှာအင်္ဂလိပ်စာတန်းတော့ပြန်ထိုးတယ်ပေါ့နော်မိုက်တယ်တော်တော်လေးမိုက်တယ်တီးလုံးလေးတွေting clown လေးကတော်တော်လေးနားထောင်လို့ကောင်းတယ်တော်တော်လေးမိုက်တယ်ပေါ့ကျွန်တော်တော်သဘောကျတဲ့ချင်းတွေမှာပါအဲ့လို music တီးလုံး music ဟာကျွန်တော်ကြိုက်တယ်ပေါ့နော်အဲ့လိုတီးလုံးလေးတွေနောက်ပြီးဒီ afro beat လေးတွေကျွန်တော်အရင်သဘောကျတဲ့ music ကျွန်တော်အားလေးပေါ့နော်ကိစ္စလာကြည့်မယ်နိုင်ပုံလေးဆောင်မငေါဆိုချင်တချင်းလေးရဗျာသူတို့ဒီမှာတတိကြည့်တော့ဆိုတော့တကယ်ကြီးနှစ်ယောက်က software ဝိုင်းပြီးတော့ကြောင်ကြတဲ့ပုံစံမျိုးလေးပေါ့နော်ချင်းလေးရဲ့ချစ်စရာလေးသူတို့ music video ရိုက်ထားတယ်တော်တော်လေးချစ်ဖို့ကောင်းတယ်တော်တော်လေးမိုက်တယ်ပြီးတော့ဒီကောင်နာမည် Vanda လားပါလားမသိဘူးเนาะအဲ့ကောင်ကတော်တော်လေးမိုက်တယ်သူ red တွေပါရွတ်တာလေးသူ YouTube channel မှာသွားကြည့်လို့ရတယ်ဒီကောင် red ရွတ်တာတအားမိုက်တယ်ကျွန်တော်အခုမှသူကြည်ဘူးတာမြင်ဘူးတာပေါ့နော်ဒါပေမဲ့တချင်းတွေအကုန်လိုက်နားထောင်ပြတယ်တော်တော်လေးမိုက်တယ်သူကမိုဒီမှာဆိုတော်တော်နာမည်ကြီးလားမသိဘူး rapper ပဲ solid ချောလေးနဲ့ကဲဆက်နာထောင်စစ်ကြုံမယ်ကဲနောက်တစ်ခုသူ music video ထဲမှာတော့တော်တွေ့ပြတာပါလေ Coca-Cola လားမသိဘူး Coca-Cola တွေကောင်းနေအရန်ကြော်ညာသူ့ကို sponsor ပေးထားတာလားမသိဘူးသူတချင်း3-4ပုတ်ထဲမှာ Coca-Cola တွေတွေ့တယ် Coca-Cola ကြော်ညာလားမသိဘူး Coca-Cola sponsor ပေးထားတာစကြုံမယ်အခုကသူဆိုတဲ့ကောင်သူရဲ့ featuring ဆိုတဲ့ကောင်တော့သူလည်းမိုက်တယ်အတန်တော်မိုက်တယ်သူတို့ကအတန်អော်တဲ့ပုံစံတွေသူတို့ရဲ့အတန် flow လေးတွေလေ music ကြောင့်ကျွန်တော်သိတော့နားမယ်ပေါ့ဒါပေမဲ့သူတို့သချင်းဆိုတဲ့ပုံစံလေးချစ်စရာလေးဗျာတော်လေးမိုက်တယ်တော်တော်လေးနားထောင်လို့ကောင်းတယ်ကျွန်တော်ရဲ့ဒါ favorite list ထဲမှာပါသွားပြီပေါ့နော်အားနေနည်းနည်းလေးပြင်းနေလုံးဝကမယ်သချင်းပေါ့နော်ဒါကျွန်တော်ရဲ့ favorite list မိုက်တယ်နားမထောင်မှုတင်သွားပြီးနားထောင်ကြည့်ဒီကောင် YouTube channel ရှိတယ်ပေါ့နော် YouTube မှာ Vanda လို့ပြောရိုက်လိုက်တော်လေးမိုက်တယ်
ကျင်းရလာပါပဲပြီးပါပြီတော်တော်လေးမိုက်တယ်ဒီမဲ music ကိုတော်တော်ကြိုက်တယ်သူ့ရဲ့ red ဒီသွားနားထောင်ကြည့်ပေါ့နော် red ဆိုတဲ့ပုံစံပို့ဆိုပေါက်တွေကတော်တော်လေးမိုက်တယ် just အကြမ်းကြီးပေါ့နော်ကဲဒီနေ့ပြောတော့လောက်ပါပဲ